ဒီဇလန်လေးကတော့မိန်းကလေးငယ်လေးတယောက်သူ့အခန်းထဲမှာအိမ်မောကျနေတဲ့မြင်ကွင်းနဲ့စတင်ပါတယ်။ညနေတကောင်ချိန်မှာပတ်ဝန်းကျင်တစ်ခုလုံးတိတ်ဆိတ်နေပေမဲ့ရုတ်တရက်ဆိုသလိုသူမရဲ့ဆောင်ကိုတစုံတစ်ယောက်ကဆွဲဖယ်လိုက်ပါတယ်။လက်နိုးသွားတဲ့ဒီကောင်မလေးဟာကြောက်လန့်တကြားနဲ့မျက်လုံးပွင့်လာခဲ့ပါတယ်။ဘာတွေဖြစ်နေတာလဲဆိုတာကိုတော့သူမနားမလည်လိုက်ခင်မှာပဲတစုံတစ်ယောက်ကသူမရဲ့စက်ပင်ကိုဆွဲကင်ပြီးခေါင်းပေါ်ကိုဖိချလိုက်ပါတယ်။ဒီကောင်မလေးတယောက်ကြောက်လန့်တုန်လှုပ်နေပေမဲ့အဆိုးရွားဆုံးအချက်ကတော့သူမရှိမှရက်နေတဲ့သူဟာတစိမ့်တယောက်မဟုတ်ပဲသူမရဲ့အဖေကိုယ်တိုင်ဖြစ်နေတာပါပဲ။ကြောက်စိတ်ကြောင့်တုန်နေတဲ့အတန်နဲ့အဖေဘာဖြစ်နေတာလဲလို့သူမမေးလိုက်ပေမဲ့ဒီလူကြီးကတော့ဘာမှပြန်မပြောပဲသူမကိုစိုက်ကြည့်နေပါတယ်။သူ့ရဲ့မျက်လုံးထဲမှာတစုံတရာထူးခြားနေပြီးမယ်ရီရဲ့တကူလုံးကိုကြက်တိထသွားစေခဲ့ပါတယ်။ပြီးတဲ့နောက်မှာတော့သူကသူမရဲ့မျက်နှာနာကိုကတ်လာပြီးငါသမီးလေးကအခုဆိုရင်အရွယ်ရောက်လာပြီပေါ့လို့တိုးတိုးလေးပြောလိုက်ပါတယ်။ကို့အဖေစီကနေဒီလိုစကားမျိုးကြားလိုက်ရတဲ့အခါမယ်ရီတယောက်တုန်လှုပ်ခြောက်ခြားသွားခဲ့ရပါတယ်။ခဏအကြာမှာတော့သူကသူမရဲ့စံပင်ကိုလှုပ်ပေးလိုက်ပြီးသူမရဲ့မျက်နှာကိုစိတ်ပြက်စရာကောင်းတဲ့ပုံစံမျိုးနဲ့စတင်ထိတွေ့ပါတော့တယ်။မယ်ရီတယောက်ကြောက်လန့်ပြီးငိုကြွေးနေမိပါတယ်။သူမအနေနဲ့ဘာတွေဖြစ်ပျက်နေတာလဲဆိုတာကိုတော့စဉ်းစားလို့မရအောင်ဖြစ်နေခဲ့တာပါ။ခဏကြာမှာတော့သူမရဲ့အဖေခန်းထဲကနေထွက်သွားပေမဲ့မယ်ရီရဲ့ကြောက်စိတ်ကတော့ပျောက်ကွယ်မသွားပါဘူး။နောက်တနေ့မနက်မှာတော့မယ်ရီရဲ့အမေမိဖို့ချောင်းမှာဟင်းချက်နေတာကိုတွေ့ရပါတယ်။တစ်ဖက်မှာတော့မယ်ရီတယောက်ငြိမ်သက်စွာနဲ့အတွေးလွန်နေခဲ့ပါတယ်။ပြီးခဲ့တဲ့ညကဖြစ်ပျက်ခဲ့တဲ့အရာတွေကသူမရဲ့စိတ်ထဲမှာပြန်ပေါ်လာနေခဲ့တာပါ။သူမအနေနဲ့ဒီအကြောင်းတွေကိုသူမရဲ့အမေကိုပြောပြသင့်မသင့်ဆိုတာကိုတွေးတောနေမိပါတယ်။အဲ့ဒီအချိန်မှာပဲသူမရဲ့ညီမနဲ့ညီလေးတို့စပွဲဝိုင်းကိုရောက်လာပြီးထိုင်လိုက်ကြပါတယ်။ခဏအကြာမှာတော့သူတို့ရဲ့အဖေလည်းစပွဲဝိုင်းကိုရောက်လာပြီးထိုင်လိုက်ပါတယ်။အားလုံးထပ်ပိုးပြီးထိတ်လန့်စရာကောင်းတာကတော့သူဟာပြုံးနေခဲ့တာပါပဲ။ဒီအဖေဖြစ်သူကတော့ပြီးခဲ့တဲ့ညကဘာမှမဖြစ်ခဲ့တဲ့လူမျိုးပုံမှန်တိုင်းပဲပြုမှုနေပါတယ်။မယ်ရီကတော့သူ့ကိုနားမလည်နိုင်တဲ့အကြည့်တွေနဲ့ကြည့်နေမိပါတယ်။မနေ့ညကသူ့မျက်လုံးထဲမှာမြင်ခဲ့ရတဲ့ကြောက်မက်ဖွယ်ကောင်းတဲ့ရွေချက်တွေကအခုတော့လုံးဝပျောက်ကွယ်သွားတော့ပါပဲ။သူ့အဖေဘာလို့ဒီလောက်တောင်ပုံမှန်အတိုင်းပြန်ဖြစ်သွားရတာလဲဆိုတာကိုသူလုံးဝနားမလည်နိုင်ခဲ့ပါဘူး။ကြောက်စိတ်တွေဝင်လာတဲ့မယ်ရီဟာစပွဲကနေတိတ်တိတ်လေးထွက်သွားလိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲအမေဖြစ်သူကအစားအသောက်တွေယူပြီးအခန်းထဲကိုဝင်လာပေမဲ့သူ့ရဲ့ပုံစံကလည်းထူးဆန်းလွန်းနေပါတယ်။ပကံတွေကိုဒေါသတကြီးစောင့်ချလိုက်ပြီးရက်ပေါင်းများစွာမစားရတဲ့လူမျိုးအစားအသောက်တွေကိုအငမ်းမရစားတောက်နေပါတော့တယ်။အဲ့ဒီပုံစံကိုမြင်လိုက်ရတဲ့ကလေးတွေကတော့ကြောက်ရွံ့လာကြပါတယ်။အဲ့ဒီအချိန်မှာပဲတားငယ်လေးကပါဇက်ထဲကအစားအသောက်တွေကိုချက်ချင်းပြန်ထွေးထုတ်ပြီးဒီထဲမှာစားတွေအများများနေတယ်လို့အော်ပြောလိုက်ပါတယ်။ဒါပေမဲ့အမေဖြစ်သူကတော့ဘာမှဂရုမစိုက်တဲ့ပုံပါပဲ။သူ့အစားသူကတော့အယူတယောက်လိုအစားအသောက်တွေကိုဆက်ပြီးအငမ်းမရစားတောက်နေစေပါ။အခုဆိုရင်တော့အိမ်ထဲကလေထုတစ်ခုလုံးဟာတုံလှုပ်ခြောက်ခြားစရာကောင်းလောက်အောင်ပြောင်းလဲသွားခဲ့ပါပြီ။ဒီမိသားစုမှာတကယ်ပဲဘာတွေဖြစ်ပျက်နေတာလဲ။အမှန်တရားကတော့သူတို့ဒီအိမ်တစ်ကိုပြောင်းလာတဲ့ကအိမ်ထဲမှာထူးဆန်းပြီးကြောက်မက်ဖွယ်ကောင်းတဲ့ကိစ္စတွေစတင်ဖြစ်ပျက်နေခဲ့တာပါ။တခါတလေကြာရင်အိမ်ကြီးချင်းကသူတို့ခြံထဲမှာကြောက်စရာကောင်းတဲ့ရုပ်တုတွေကိုလာထားသွားတတ်တယ်လို့တခြားတစ်ခါမှလည်းအိမ်ပြင်ဘက်မှာတည်နေတဲ့တိရစ္ဆာန်တွေကိုလာချိတ်ထားတာမျိုးတွေကြုံရပါတယ်။တစ်ဖက်မှာလည်းအဖေဖြစ်သူရဲ့အပြုအမူတွေကလည်းစတင်ပြောင်းလဲလာခဲ့ပါတယ်။ညတိုင်းလိုသူဟာသူ့သမီးဖြစ်သူအပေါ်မလျော်ကန်တဲ့အပြုအမူတွေစတင်လှုပ်ဆောင်လာပါတယ်။အမေဖြစ်သူလည်းပုံမှန်မဟုတ်တော့ပါဘူး။သူကတိရစ္ဆာန်တစ်ကောင်လိုစားတောက်နေပြီးသူ့ရဲ့စားလက်စားအစာတွေကိုတားဖြစ်သူကိုအတင်းကျွေးဖို့ကြိုးစားပေမဲ့ကောင်လေးကတော့ကြောက်လန့်တကြားနဲ့ညှင်းဆန်နေပါတယ်။ရှင်မစားချင်ရင်လည်းမစားနဲ့လေ။ကျမဘာပဲချက်ရှင်ကတော့ဘာမှမပြောပဲစားရမှာပဲ။ညတိုင်းဆိုသလိုအဖေကကျမအခန်းထဲကိုဝင်လာပြီးထူးဆန်းတဲ့အပြုအမူတွေလုပ်နေတတ်ပါတယ်